တနင်္လာနေ့မနေ့ခင်ကပုံမှန်အတိုင်းအဆင်ပြေနေတာမဟုတ်မှန်လူတိုင်းမသိခင်မှာပဲကျောင်းတစ်ကျောင်းလုံးကိုအော်ဟစ်တန်တစ်ခုကထိုးပေါက်သွားခဲ့ပါရီဆရာမတွေရောကျောင်းသားကျောင်းသူတွေပါအားလုံးအေးခဲသွားကြတာပါဘယ်သူမှကိုယ့်ရဲ့ပုံမှန်တနင်္လာမနေ့ခင်ကဒီလိုမျိုးကြေကွဲဖွဲအဆုံးသတ်လိမ့်မယ်လို့မထင်ခဲ့ကြပါဘူးဒီဖြစ်ရက16နှစ်အရွယ်မိန်းကလေးတယောက်အကူအညီတောင်းရင်းနဲ့ပဲကျောင်းအိမ်သာထဲမှာပိတ်မိအကူအညီနောက်ကျသွားတဲ့အတွက်အသက်ဆုံးရှုံးခဲ့ရတဲ့အဖြစ်အဆိုတစ်ခုပါဒီအဖြစ်ပြက်ကမလေးရှားနိုင်ငံ SMK ဘန်ဒါဦးထမဒမ်ဆာရာဖောဆွဲစင်ချီဖုံးကအစိုးရကျောင်းမှာဖြစ်ခဲ့ပြီးတော့နိုင်ငံရဲ့ပထမဆုံးသောကျောင်းလူတက်မှုအဖြစ်မှတ်တမ်းဝင်သွားခဲ့ပါရီဒီအမှုဟာအရန်ကမှထိလန့်စရာကောင်းလို့တဲ့အတွက်မလေးရှားနိုင်ငံအနေနဲ့စေကျွတ်သက်တရဲ့အကြမ်းဖက်မှုနဲ့ကလေးတွေရောက်ရှိနေခဲ့တဲ့အင်တာနက်ရဲ့မောင်ရိပ်ခိုနေရာတွေနဲ့ပတ်သက်ပြီးတော့အလေးနဲ့မေးခွန်းတွေထုတ်လာအောင်တွန်းအားပေးခဲ့ပါရီဒါကတော့ဘန်ဒါဦးတမကျောင်းဓာထိုးတဲ့အမှုပဲဖြစ်ပါရီပြီးခဲ့တဲ့2025အောက်တိုဘာ14ရက်နေ့တနင်္လာနေ့ကဒီမလေးရှားရပ်ကွက်ကတခြားကျောင်းရက်တွေလိုပဲစခဲ့တာပါကျောင်းသားတွေကစာသင်ချိန်အကြားထဲအချင်းချင်းပေါင်းတင်နေကြပြီးဆရာတွေကလည်းစာဝေပြင်ဆင်နေကြပါရီပုံမှန်လိုရိုးလို့ဆရာတိုင်းမှာအဲ့ဒီအချိန်ကျောင်းသူရဲ့အထက်ကမှ16နှစ်အရွယ်ရပင်ရှူယောင်ကလည်းပါဝင်နေခဲ့ပြီးသူတို့ကကျောင်းရဲ့နောက်ဆုံးစာမေးပွဲတွေဖြစ်တဲ့ပညာရပ်ဆိုင်ရာစစ်စစ်အကဲဖြတ်မှုကိုဖြေဆိုနေကြတာပါမနက်9:10မိနစ်ကနေ9:00ခွဲမိနစ်လောက်မှာပဲပုံမှန်ကျောင်းစုရန်တန်တီကြားထဲကိုအော်တန်တစ်ခုကထိုးပေါက်ဝင်ရောက်လာခဲ့ပါရီအဲ့ဒီအတန်ဒီဟာမင်းကလေးအိမ်သာဖက်ကနေလာခဲ့တာပါရုတ်တရက်ဆိုသလိုပဲလုံခြုံမှုရှိတယ်လို့ယူဆထားတဲ့ဒီနေရာကလုံးဝကိုမတူညီတဲ့အရာတစ်ခုဖြစ်သွားပါရီဆရာမတွေကအတန်လာရာကိုအကူအညီတောင်းနေပဲအော်ဟစ်ပြီးတော့အပြေးလွှာသွားကြပါရီအိမ်သာကိုရောက်တော့တခါကအတွင်းကနေတောခတ်ထားတာပါနောက်ဆုံးမှာတခါကိုဖွင့်လိုက်တဲ့အခါသူတို့တွေးလိုက်ရတဲ့မြင်ကွင်းကသူတို့နဲ့ထောင်ရရှိနေတော့ပါရီ16နှစ်အရွယ်ရပ်ပင်ရှူရံမှာချန်ပီယံပေါ်မှာလဲကျနေခဲ့တာပါသူစီမှာပြင်းထန်တဲ့ဒဏ်ရာဝေအဝတ်အစားအပေါ်မှာတွေ့လေပင်ရင်ပတ်နဲ့ခြေထောက်တွေမှာဒဏ်ရာဝေတွေ့ရပါရီတချို့လူတွေကတန်တရားရှိသူကိုသူလှုပ်ခဲ့တာနဲ့ပတ်သက်ပြီးတော့တခုခုပြောနေတာကိုအနည်းအနားမှာတွေ့ရတယ်လို့ပြောကြပါရီအမှန်တရားကလည်းမမြန်ဆန်ပဲပေါ်လာခဲ့ပါပြီဒါဟာကျောင်းပြင်ပကကျူးကျော်ဝင်ရောက်သူတယောက်မဟုတ်ပါဘူးကျောင်းသားအချင်းချင်းဖြစ်တဲ့ကိစ္စပါဆရာဝေကတခြားကလေးတွေကိုအဖြစ်အပျက်နေရာကနေဝေးထားဖို့အတွက်ကြိုးစားရင်းနဲ့ပဲအရေးပေါ်ဝန်ဆောင်မှုကိုချက်ချင်းပဲခေါ်ပါရီသူတို့ကအိမ်သာကိုလုံရှောင်လှုပ်လိုက်ပြီးတော့ရိုးအိမ်သာကနေရာစုမှုကျူးလွန်ရာနေရာအဖြစ်ပြောင်းလဲကြပါရီမိနစ်ပိုင်းအတွင်းမှာပဲတူနာပြုတ်ဖွဲ့ရောက်လာကြပါပြီသူတို့ကအတတ်နိုင်ဆုံးကြိုးစားကြပြီမဲ့ဘာမှကိုမတတ်နိုင်တော့ပါဘူးဒီမိန်းကလေးကိုနေရာမှာတင်တက်ဆုံးရှုံးသွားတဲ့အကြောင်းကြီးညာလိုက်ရပါရီကလေးဝေစာတင်ယူပြီးလုံခြုံတယ်လို့ခန်းစားတင်တဲ့နေရာမှာပဲဒီမိန်းကလေးငယ်ရဲ့အသက်ကိုနှုတ်ယူသွားခဲ့တာပါဒီလိုဝေဖြစ်ပြနေတဲ့အချိန်မှာကျောင်းဝန်းထဲမှာနောက်ထပ်တကူခုဖြစ်နေခဲ့ပါရီကျောင်းသားတွေကစင်းကြံလန်းတဲ့အတိုင်းလဲပတ်ကြနေတော့ဘာဖြစ်တာလဲဆိုတာကိုအတေရှာနားမလည်ကြသေးပါဘူးတချို့ကတော့ကောင်လေးတယောက်ကစုဝေးရနေရတဝိုက်မှာလဲပတ်နေတာကိုတွေ့လဲရပါရီသူ့ရဲ့လက်ထဲမှာလေဓာတ်တချောင်းကိုမြင်နေရပြီးတော့ထူးဆန်းစွာနဲ့ပြုတ်မှုနေကြတာပါအတန်းထဲပြန်မရောက်လို့ရပ်ကိုလိုက်ရှာနေကြတဲ့ဆရာမတယောက်ကသူ့ကိုမြင်လဲရပါရီချက်ချင်းပဲကျောင်းသားတွေကိုသူတို့ရဲ့အတန်းတွေတော့ခတ်ပြီးတော့အတွင်းထဲမှာမနေဖို့ပြောလိုက်ပါရီတန်တရားရှိသူရဲ့အကူကြီးဒီကျောင်းမှာပဲတက်နေခဲ့တဲ့လူနဲ့ဆရာမတချို့ကအဲ့ဒီကောင်လေးကိုထိန်းချုပ်နိုင်ခဲ့ကြပါရီသူတို့အရင်ဆိုင်တဲ့အခါမှာအဲ့ဒီကျောင်းသားတရားခန့်ကခုခံတာမရှိတော့ပါဘူးဒါဆိုရင်ရပ်ပြီးရှူရန်စွာကဘယ်လိုကျောင်းသူမျိုးလဲရှူရန်ဟာ 3G အတန်းကပါ front 3မတက်ခင်မှာတနစ်တာပြန်လဲကုစားရေးအတန်းမှာရှိခဲ့ပြီးတော့အမိလိုက်နိုင်မှုကြိုးစားခဲ့တဲ့သူပါသူ့ရဲ့အတန်းဖော်ရင်းနဲ့ဆရာမတွေကသူမကိုယဉ်ကျေးတယ်ကျင့်နာပြီးတော့ကုညီချင်းစိတ်ရှိတယ်လို့ပြောကြပါရီခေါင်းငုပ်ပြီးအလုတ်ကတိတ်စိတ်နေတတ်ပြီးတော့ပတ်ဝန်းကျင်ကလူတွေကိုစိတ်ကောင်းဝင်စေတဲ့ကျောင်းသူမျိုးပဲဖြစ်ပါရီfrom one ကတဲ့ကသူ့ကိုတီးခဲ့တဲ့အာဒမ်လို့ခေါ်တဲ့15နှစ်အရွယ်အတန်းဖော်ကသူ့ကိုလည်းကောင်းကောင်းမှတ်မိနေခဲ့ပါရီသူမဟာယဉ်ကျေးတဲ့မိန်းကလေးဖြစ်ပြီးတခါမှအတန်းကျစကားမပြောဘူးသလိုတခြားလူတွေကိုလည်းကူညီရတာကိုကြိုက်ပါရီပြီးခဲ့တဲ့နှစ်တုန်းကသူဟာအတန်းလက်ထောက်ကျွန်တော်ကအတန်းခေါင်းဆောင်ပါအတူတူအနီးကအလုပ်လုပ်ခဲ့ကြပါရီသူကစားတော့တဲ့ကျောင်းသူကောင်းတယောက်ဖြစ်တယ်လို့အရန်ကိုကောင်းတဲ့လူပါလို့ပြန်လည်ပြောပြပါရီနောက်ထပ်အတန်းဖို့တယောက်ကသူ့ကိုချိုးတာပြီးတော့ Q site တက်တဲ့မိန်းကလေးလို့ခေါ်ပြီးကျောင်းကိုပို့ကောင်းတဲ့ခံစားမှုဖြစ်စေတယ်လို့လည်းပြောပြပါရီရှူရမှာကျောင်းစာတက်မဟုတ်ဘဲနဲ့အားကစားဖက်မှလည်းထူးချွန်ပါရီသူမတည်ခင်နေရအလိုမှာဗော်လီဘောနဲ့ကြက်တောင်ပွဲမှာလည်းဒုတိယဆုရခဲ့သေးတာပါသူမရဲ့မိခင်ဝေါင်လီပင်ကသူ့သမီးကိုငှန်ကောင်းပြီးတော့စီကန်ရှိကချစ်ခင်တတ်တယ်လို့ဖော်ပြပါရီဘယ်တော့မှဒုက္ခမပေးစီကန်ရှိကိုဘတာကိုနေတက်ပြီးတော့ချစ်ခင်တွေ့တာတတ်တဲ့သမီးတယောက်ဖြစ်ပါရီတနင်္လာနေ့မနေ့ခင်တုန်းကရှူရမှာတတိယထက်ကစာတင်ခန်းအထက်မှာစာမေးပွဲဖြေဆိုနေကြတာပါမနေ့9:10မိနစ်လောက်မှာပဲသူကအိမ်သာသွားဖို့ခွင့်တောင်းခဲ့ပါရီသူအတန်းထဲကနေထွက်လာပြီးအောက်ထက်ကမိန်းကလေးအိမ်သာကိုဆင်းသွားခဲ့တာပါဒါပေမဲ့ဘယ်တော့မှပြန်မလာနိုင်တော့ပါဘူးမိနစ်20အကြာမှာသူ့ရဲ့ဆရာကစိတ်ပူပြီးသွားကြည့်ဖို့လုပ်ခဲ့ပါရီဒါပေမဲ့ရှူရန်ကိုရှာမတွေ့ဘဲနဲ့လက်နက်ကင်ထားတဲ့တန်တရားရှိကျောင်းသားတယောက်ကိုစုဝေးရနေရမှာပုံမှန်မဟုတ်ပဲပြုတ်မှုနေတာကိုအဲ့ဒီဆရာမကမြင်သွားခဲ့ပါရီ
သူချက်ချင်းပဲចောင်းသားဝေကိုအတန်းတကားဝေအားတော့ခတ်ဖို့ပြောလိုက်ပါရီဆရာဝေကတော့ခတ်ထားတဲ့အင်တာတကားကိုအတင်းဖွင့်လိုက်တဲ့အခါမှာအရာအလုံးကနောက်ကျသွားခဲ့ပါပြီအဲ့ဒီနေ့ကဖမ်းဆီးခံလိုက်ရတဲ့တန်တရားရှိသူဟာဒီကြောင်းကပဲ14နှစ်အရွယ်ကောင်လေးတစ်ယောက်ဖြစ်နေခဲ့ပါရီသူကရွှေရမြေအတန်းလည်းမဟုတ်သလိုအတန်းသူလည်းမဟုတ်ပါဘူးသူဟာရွှေရန်ထက်တော့မှနှစ်လောက်ငယ်တဲ့ front 2ចောင်းသားပဲဖြစ်ပါရီသူမိသားစုနဲ့အတန်းဖော်ဝေးအဆိုအရသူတို့နှစ်ယောက်ဟာအချင်းချင်းတကယ်တမ်းမတိကြပါဘူးရဲဝေနောက်ပိုင်းတန်တရားရှိသူဟာဒီကြောင်းမှာအကြံဉာဏ်ပေးရှင်းခံယူနေရသူလို့ပြောခဲ့ပေမဲ့စိတ်ကျမ်းမာရေးအတွက်မဟုတ်ဘဲနဲ့တင်ယူမှုအခက်အခဲဝေအတွက်စာချက်နီးဝေအတွက်အကူအညီယူနေတယ်လို့ဆိုပါရီနာမည်မဖော်လို့တဲ့သူ့ရဲ့အသက်40အရွယ်ဖခင်ကအဲ့ဒီနေ့မှာပဲသတင်းမီဒီယာတွေကိုပြောကြားခဲ့ပါရီသူအရန်ကိုရင်ကွဲခဲ့ပါရီသူ့ရဲ့သားကိုအိမ်မှာစကားသိမ့်မပြောဘဲနဲ့အတွင်းစိတ်ပိတ်တက်တဲ့လူအဖြစ်ဖခင်ကဖော်ပြပါရီကျွန်တော်ရဲ့သားကဒီလိုမျိုးလုပ်ခဲ့တဲ့အတွက်ကျွန်တော်အရန်ကိုမှရင်နာရပါတယ်ကျွန်တော်ဘာပဲပြောအရှိနီးဖြစ်သွားပါပြီဘာပဲလို့တစ်ဖက်ကသမီးကိုပြန်ခေါ်လာလို့ရမှာမဟုတ်ဘူးဆိုတာကိုသိပါတယ်သူတို့နဲ့ဘယ်လိုလုပ်ပြီးမျက်နှာချင်းဆိုင်ရမှန်းတော့မတိတော့ပါဘူးလို့ပြောပြခဲ့ပါရီသူကအဲ့ဒီမနေ့မှာသူ့သားကိုကျောင်းစီပို့ခဲ့တာပုံမှန်နေ့အတိုင်းပဲဖြစ်ပြီးတော့အပြုတ်မှုထူးခြားတာမျိုးမရှိခဲ့ပါဘူးလို့ပြောပြပါရီသူ့ရဲ့သားဒီလိုလုပ်လိုက်မယ်လို့လည်းမယုံနိုင်ခဲ့ပါဘူးဒါပေမဲ့စိတ်ဝင်စားစရာကတန်တရားရှိသူရဲ့မိဘဝေဟာတေဆုံးသူရဲ့အနာရေးကိုလာရောက်တက်ရောက်တာမျိုးမိသားစုစီကိုစာပို့တာမျိုးမလုပ်ခဲ့တဲ့အတွက်တေဆုံးသူရဲ့ဆွေမျိုးဝေစီကဝေဖန်မှုတွေထွက်ပေါ်လာပါရီဒါဆိုရင်စေကြတဲ့တယောက်ကိုဒီအခြေအနေထိဘယ်အရာကများတွန်းပို့သွားခဲ့တာလဲစုံစမ်းသူတွေကတန်တရားရှိသူဟာအွန်လိုင်းကနေအကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာတွေနဲ့လွှမ်းမိုးမှုကိုပြင်းထန်ခံယူထားတာကိုတွေ့ရပါရီဗီဒီယိုဂိမ်းတွေဆိုရှယ်မီဒီယာအင်တာနက်ရဲ့မောင်မိုက်တဲ့အမှုပညာအတိုင်းဝိုင်းတွေကြောင့်ပါသူစီမှာဓာတ်တစ်ချောင်းနဲ့ဓာတ်ကောက်ဆွဲလက်နက်နှမျိုးတွေ့ရှိရပြီးတော့နှစ်ခုစလုံးကိုအွန်လိုင်းကနေပဲဝယ်ခဲ့တာဖြစ်ပါရီသူ့ရဲ့ခန္ဓာကိုယ်အပေါ်မှာရဲဝေကစိတ်အနှောက်အယှက်ဖြစ်စရာမတ်စိတ်ဝေပါတဲ့လေရေးစာမတ်စုဝေကိုလည်းတွေ့ရပါရီမတ်စုအထဲမှာဆိုရင်ဒီကဘာကြီးကအတုအယောင်ပဲငါအနံရပြီးပြီလို့ရေးသားထားတာပါဒီမတ်စုဝေမှာဆိုရင် MBC လိုမျိုး Game War ဟာရဝေကိုကူကာထားတယ်လို့မျိုး Deadnote လိုမျိုးကာတွန်းကားကနေဆိုတော့ဆွဲစကလုံးတွေကိုလည်းကူကာထားတယ်ပါရီပို့ပြီးစိတ်အနှောက်အယှက်ဖြစ်စရာကအမေရိကန်ကျောင်းတွင်ပြစ်ခတ်မှုတွေကိုရည်ညွှန်းထားတာပါကျွမ်းကျင်သူတွေကတော့ဒီတိုက်ခိုက်မှုကခဏတာစိတ်လိုက်မှန်ပါမှုကြောင့်ဖြစ်ခဲ့တဲ့ရာဇဝတ်မှုမဟုတ်ဘဲနဲ့ပြင်းထန်တဲ့ပြဿနာဝေကနေဖြစ်ပေါ်လာတာလို့နောက်ပိုင်းမှာပြောဆိုကြပါရီအကြမ်းဖက်မှုအဆင့်အတန်းကဆယ်ကျော်သက်တယောက်ရဲ့ဒေါရထက်ပုံမနဲ့ဆိုင်တဲ့ပြဿနာကိုညွန်ပြနေခဲ့ပါရီရဲဝေအစီရင်ခံစာနဲ့တက်တရပေါ်မူတည်ပြီးတော့တိုက်ခိုက်မှုအကြောင်းကိုသိထားရတာကတော့ဒီလိုပါဆိုင်မဝဲဖြစ်နေကြတဲ့မနေ့မှာရှူယမ်ကတတိယထပ်မှရှိအတန်းတွေကနေထွက်လာပြီးတော့အောက်ထပ်မင်းကလေးအိမ်သာကိုတွားပါရီသူကအိမ်သာအခန်းထဲကိုဝင်ပြီးတခါကိုတောက်ခတ်လိုက်ပါရီဒါကဘယ်သူမှဆိုလှုပ်လေရှိတဲ့အပြုတ်မှုပါဒါပေမဲ့တန်တရားရှိသူကတခြားစီစဉ်ရှိနေခဲ့ပါရီရဲဝေဟာရှူရမယ်မိခင်ကိုပြောပြခဲ့တာကတော့အဲ့ဒီ14နှစ်ရွယ်ကောင်လေးဟာအိမ်သာအခန်းရဲ့အပေါ်ကနေကြော်တက်သွားခဲ့ပြီးအတွင်းထဲကိုခုန်ဆင်းလာခဲ့ပါရီရှူရမှာအတွင်းမှာပိတ်မိသွားခဲ့ပြီးတော့အပြင်ကိုထွက်လို့မရတော့ပါဘူးသူကဓာတ်နဲ့အချိန်သူမကိုထိုးပြီးတိုက်ခိုက်ခဲ့ပါရီရှူရမှာအကူကြီးအတွက်အော်ဟစ်ခဲ့ပါရီလူတွေကလည်းကြားခဲ့ကြပါရီဆရာဝေကလည်းကြားကြပါရီဒါပေမဲ့သူတို့အိမ်သာကိုရောက်တဲ့အချိန်မှာအဲ့ဒီတန်တရားရှိသူចောင်းသားကအပြင်ကိုပြန်ထွက်လာခဲ့ပြီးတော့ရှူရန်ကိုတော့ခတ်ထားခဲ့ပါရီသူကအသွေးတွေထွက်လွန်ပြီးတော့အထဲမှာပဲပိတ်မိနေခဲ့တာပါတရုတ်ဘာသာစကားဆရာမတယောက်ကအိမ်သာအခန်းတစ်ခါအောက်ကနေသွေးတွေစိမ့်ထွက်လာတာကိုသတိထားမိသွားခဲ့ပါရီအကူကြီးတောင်းတဲ့အတန်တွေကိုလည်းသူကြားခဲ့ပါရီသူကအချင်းချင်းတစ်ခါခောက်ခဲ့ပေမဲ့အဖြေမရခဲ့ပါဘူးသူကယောက်ျားဆရာတယောက်ကိုအပြေလွှာတွားခေါ်ပြီးတော့တခါကိုအတင်းဖွင့်ဝင်လိုက်တဲ့အခါမှာရှူရန်ရဲ့ခန္ဓာကိုယ်ကိုတွေ့လိုက်ရပါရီရှူရန်ရဲ့မိခင်ဝမ်လီပင်ကနောက်ပိုင်းမှာဒဏ်ရာဝေဘလောက်အထိစိုးတယ်လဲဆိုတာကိုဖွင့်ဟပြောဆိုခဲ့ပါရီအစောပိုင်းသတင်းတွေကဓာတ်တန်ရာ90လို့ပြောခဲ့ပေမဲ့မိခင်ဖြစ်သူဝမ်ကတော့သတင်းစာရှင်းလင်းပွဲမှာသူ့အတန်တုံရီစွာနဲ့အခုလိုမျိုးပြောကြားခဲ့ပါရီ website တချို့ကကျမရဲ့သမီးဓာတ်နဲ့အထိုးခံရတာအချက်90လို့ပြောခဲ့ပါရီဒါပေမဲ့အမှန်တရားကတော့လေဘင်းကနေအစုပ်အထိခြေထောက်တွေပါဓာတ်နဲ့အထိုးခံရတာကအကြိမ်200လောက်ရှိပါတယ်ဒဏ်ရာဝေဟာသူ့ရဲ့ခန္ဓာကိုယ်ရဲ့ညာဖက်ချမ်းမှာစုစည်းနေပါတယ်ယောဂဗေဒပညာရှင်ကလည်းအတည်ပြုပေးခဲ့ပါရီဒီလိုမျိုးအကြမ်းဖက်မှုအဆင့်ကနားလည်လို့မရအောင်ပါသတင်းတွေပြန့်နှံ့သွားတာနဲ့အမျှတုံ့လုံးမှုဟာကြောင်းဝန်ထက်ကျော်လွန်သွားခဲ့ပြီးတော့ပြန့်နှံ့သွားခဲ့ပါပြီနိုင်ငံမှာကြောင်းလူတက်မှုမျိုးစွာကတခါမှမဖြစ်ဘူးပါဘူးဒါဟာနေပဲအတစ်တစ်ခုဖြစ်ပြီးတော့ကြောင်းတွေမှာရှိတယ်လို့လူတွေထင်ခဲ့တဲ့ဘေးကင်းလုံခြုံမှုခံစားချက်ကိုချိုးပြလိုက်ပါရီအဲ့ဒီဖြစ်ပြီးနောက်ကျောင်းသား1000ကျော်အထက်က300ခန့်ဟာကျောင်းပြန်လာဖို့လုံခြုံတယ်လို့ခန်းစားခဲ့ပါရီတန်တရားရှိသူဓာတ်ကင်ထားတာကိုမြင်ခဲ့ရတဲ့အတန်းဖော်တွေကစိတ်တရားရခဲ့ကြပြီးတော့ဒီပုံရိပ်ဟာသူတို့ရဲ့ခေါင်းထဲကနေမထွက်နိုင်ခဲ့ပါဘူးကျောင်းပြန်တက်ရတာအဆင်မပြေဘူးလို့ကျောင်းသားတယောက်ကတော့ပြောလာခဲ့ပါရီအကြံဉာဏ်ပေးရဲ့အစီအစဉ်တွေကိုမြ мян ဆန်ပဲစီစဉ်ခဲ့ပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကတော့ရှိနေတယ်ပါရီရှူရမ်ရဲ့အတန်းဖော်အာဒမ်ကစိတ်တရားကြောင့်ရက်အတော်ကြာကျောင်းမတက်နိုင်ဘူးလို့ဝန်ခံပါရီဆရာမဝေကလည်းရုန်းကန်နေရပါရီ
အောက်တိုဘာ18ရက်နေ့မှာရှူရရဲ့နိုင်ရေးကို120ကျော်လာရောက်တဲ့အခါမှာတချို့တွေကငိုကြွေးကြပါရီသူ့ကိုစာတင်ပေးခဲ့တဲ့မလေးဘာသာစကားဆီယာမတယောက်ဆိုရင်နောက်ဆုံးကာရဝပြုတဲ့အချိန်မှာတအားရှိုက်ကြီးငငိုကြွေးခဲ့ပါရီနိုင်ရေးကိုကွာလာလမ်ပူနီဗာနာစန်တာမှာအောက်တိုဘာ16ရက်နေ့20အထိကျင်းပခဲ့ပါရီလူ900နီးပါးလာရောက်ခဲ့ကြတာပါဆရာမဝေအတန်းဖို့တငယ်ရှင်နဲ့အစစ်မြတ်အစိုးရအရာရှိတွေလည်းပါပါရီမလေးရှားဘရင်နဲ့မိဖုရားကိုစားနန်းတော်ကနေပန်းခွေတော်မှာပို့ခဲ့သေးတာပါဒီဖြစ်ရဆိုဖြစ်ပြီးနောက်အွန်လိုင်းမှာသတင်းတွေကလင်းမြန်စွာပဲပြန့်နှံ့ခဲ့ပါရီအစောပိုင်းသတင်းတွေကဒါဟာစိတ်လိုက်မှန်ပါမှုကြောင့်ဖြစ်ခဲ့တဲ့ရာဇဝမှုဖြစ်ပြီးတန်တရားရှိသူကရှူရန်ကိုသူ့ရဲ့ခံစားချက်တွေဖွင့်ပြောခဲ့တာဖြစ်ပြီးတော့ညင်းပယ်ခံရလို့အခုလိုမျိုးအသက်ခံခဲ့ရတာပါလို့ဆိုခဲ့ကြပါရီဒါပေမဲ့ရဲတွေကဒီသတင်းကိုချက်ချင်းပဲငင်းဆိုပါရီရဲမှုကကောင်လေးစီမှာရှူရအပေါ်ခန်းစားချက်တွေရှိတာမှန်ပေမဲ့သူ့ကိုတခါမှဖွင့်ပြောခဲ့တဲ့ဆိုအထောက်အထားမရှိပါဘူးလို့ရှင်းပြပါရီရှူရရဲ့မိခင်ကလည်းဘယ်သူမှသူ့ကိုလာဖွင့်ပြောတာသူ့ဖက်ကနေငင်းပေးတာမျိုးဘယ်တုန်းကမှမပြောခဲ့ဘူးပါဘူးကျမရဲ့သမီးနဲ့တန်တရားရှိသူကဒီအဖြစ်ပြမတိုင်ခင်အချင်းချင်းလည်းမတိကြပါဘူးလို့အတီးပြုတ်ပေးခဲ့ပါရီဆိုရှယ်မီဒီယာမှာမိသားစုဝင်တယောက်ကတိုက်ခိုက်မှုမှာပါဝင်ပတ်သက်နေတဲ့ဆိုလင်းလေပြောဆိုမှုတွေကိုလည်းရှိခဲ့ပါရီဝမ်လီပင်ရဲ့အကူဖြစ်သူဝမ်ယမ်လင်းကသူ့ညီမနဲ့အတူသမီးဖြစ်သူရဲ့အလောင်းကိုတွားယူခဲ့ပါရီဒါပေမဲ့ website တချို့ကသူ့ကိုတန်တရားရှိသူရဲ့ဖခင်လို့မာယွန်းစွာပြောဆိုခဲ့ကြသေးပါရီဒါအပြင်လိန်လေလက်ဖျားသူတွေကအလူငွေတွေရရှိဖို့အတွက်အတုအယောင် QR code တွေကိုအသုံးပြုပြီးဒီအဖြစ်ဆိုးကနေအမျက်တွေကိုလည်းထုတ်ယူခဲ့ကြသေးပါရီဒီလိုနဲ့အောက်တိုဘာ15ရက်နေ့မှာ14နှစ်အရွယ်တန်တရားရှိသူအဲ့ဒီចောင်းသားကိုလူတက်မှုအတွက်ပြစ်မှုဆိုင်ရာဥပဒေပုံမှန်300နှစ်အရစုံစမ်းစစ်ဆေးရအတွက်9ရက်ကြာဖမ်းဆီးချုပ်နှောင်ခဲ့ပါရီအောက်တိုဘာ21ရက်နေ့မှာရှင်းနေရုံချုပ်ကတရားစွဲဖို့လုံလောက်တဲ့အထောက်အထားရှိတယ်လို့ပြောခဲ့ပါရီ2025အောက်တိုဘာ22ရက်နေ့မှာတန်တရားရှိသူကိုလူတက်မှုပုံမှန်300နှစ်အရတရားဝင်တရားစွဲဆိုခဲ့ပါရီသူကမိဘဝင်နဲ့အတူလာရောက်ခဲ့ပြီးတိတ်ဆိတ်ပြီးတော့တည်ငြိမ်တဲ့ပုံစံရှိနေခဲ့တယ်လို့ဆိုပါရီဒါပေမဲ့တန်တရားရှိသူဟာကလေးတငယ် F ဥပဒေ2001အရာကလေးဖြစ်တဲ့အတွက်ပြစ်မှုဘလောက်ပဲကြီးနေပါစေအသေးတန်ချမှတ်လို့ကမရပါဘူးအဲ့ဒီအစားသူ့ကိုမလေးရှားဘရင်ဒါမှမဟုတ်ရာဇဝမှုဖြစ်ပွားရာဒေသဆိုင်ရာအုပ်ချုပ်သူရဲ့ဆုံးဖြတ်ချက်နဲ့အညီထိန်းသိမ်းထားရှိမှာဖြစ်ပါရီဒါကြောင့်နှစ်အကန့်အသတ်မရှိတော်ဝင်အာဏာပိုင်ရဲ့ပြန်လည်သုံးသပ်မှုနဲ့ဆုံးဖြတ်ချက်တွေအပေါ်မှာမူတည်နေပါရီတရားရုံးကတန်တရားရှိသူရဲ့ခြေနေကတောင်းဆိုတဲ့စိတ်ရောကအကဲဖြတ်မှုအတွက်ကိုလည်းခွင့်ပြုခဲ့ပြီးဒါကပြစ်မှုကျူးလွန်ချိန်မှာသူ့ရဲ့စိတ်အခြေအနေကိုသိရှိနိုင်ဖို့ပါဒီကောင်လေးဘာကြောင့်အခုလိုမျိုးလောက်ရတယ်လဲဆိုတာကိုနားလည်ဖို့အတွက်ကျွမ်းကျင်သူတွေရဲ့ထိုးထွင်းသိမြင်မှုလိုအပ်ပြီးတော့တရားရုံးအနေနဲ့မျှတပြီးပြည့်စုံတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်ဖို့လိုအပ်တယ်လို့ပြောဆိုခဲ့ကြပါရီအောက်တိုဘာ20အထိရဲဝေဟာတက်တီ148ယောက်စီကနေထွက်ဆိုချက်တွေရယူထားခဲ့ပါရီဒီအဖြစ်ဆိုဖြစ်ပြီးနောက် SMK Branda Utama Damsara for ကျောင်းကလုံခြုံရေးကိုအပြည့်အဝပြုပြင်ပြောင်းလဲခဲ့ပါရီ2025နိုဝင်ဘာလရောက်တဲ့အခါမှာကျောင်းကခံတပ်တစ်ခုလိုဖြစ်သွားခဲ့ပါပြီဂိတ်ဒီမှာတတ်ထုရှာဖွေဆက်တွေတတ်ဆင်ပြီးတော့နေစဉ်ရဲကင်းလဲတာဝင်ခွင့်မပြုခင်ကျောင်းသားတိုင်းရဲ့အိတ်ဒီကိုစစ်ဆေးတာခြုံထက်တဲ့အရာဝတ္ထုမှန်တမျှကတ်ကြီးတော်မှတင်ဆက်ခဲ့ပါရီကတ်ကြီးလိုအပ်မယ်ဆိုရင် CRC ကနေခွင့်ပြုချက်ယူရမှာဖြစ်ပါရီမနေ့ခင်မှာကျောင်းသားတွေအိတ်စစ်ဖို့အတွက်စောင့်ဆိုင်ရတာကြောင့်တန်းစီတာဝေကရှေ့လျားနေခဲ့ပါရီတချို့ကတော့ပုံမြန်စီဖို့ရည်တတ်မှုနဲ့အခြေခံပစ္စည်းတွေသာယူလာပြီးကျောင်းအိတ်လုံးဝယူမလာတော့ပါဘူးမိဘတွေကတော့တုံ့ပြန်မှုအမျိုးမျိုးရှိကြပါရီတချို့ကလုံခြုံရေးတိုးမြင့်တာကိုသဘောကျပြီးတခြားသူတွေကတော့ကြောက်ရွံ့မှုမပြေပြောက်သေးတာကြောင့်သူတို့ရဲ့ကလေးတွေကိုတခြားကျောင်းတွေစီပြောင်းရွှေ့ခဲ့ကြပါရီဒီမူခင်ကမိခွန်းတွေအများကြီးနဲ့ကြံ့ရစ်ခဲ့ပါရီ14နှစ်အရွယ်ကောင်လေးတစ်ယောက်ကဒီလိုမျိုးအကြမ်းဖက်မှုကိုဘယ်လိုမျိုးလုပ်နိုင်ခဲ့ရတာလဲအဖြေကတစိမ့်တစ်ပိုင်းအဖြစ် digital ကဘာမှာရှိနေပုံရပါရီတန်တရားရှိသူရဲ့မတ်စုဝေကအကြမ်းဖက်မှုဆိုင်ရာအကြောင်းအရာတွေအပေါ်ဇွင်းစရာကောင်းလောက်အောင်ဆွဲလန်းနေတာကိုပြသခဲ့ပါရီဒက်နိုလိုမျိုးကာတွန်းကားဝေဗီဒီယိုဂိမ်းတွေအမေရိကန်ကျောင်းတွင်ပြစ်ခတ်မှုအကြောင်းတွေကိုသူကရှာဖွေကြည့်ရှုထားခဲ့တာပါကျွမ်းကျင်သူတွေကအွန်လိုင်းကအကြမ်းဖက်ပုံရိပ်တွေနဲ့အစွန်းရောက်အကြောင်းအရာတွေကိုအဆက်မပြတ်မြင်တွေ့နေရတာကလူငယ်တွေကိုအကြမ်းဖက်မှုအပေါ်ခန်းစားချက်ကင်းမဲ့စေတယ်လို့တတိပေးခဲ့ကြပါရီမလေးရှားနိုင်ငံကဒီအဖြစ်ဆိုးကိုစ조사ပြီးတော့စီမံနေရဆဲပဲဖြစ်ပါရီမိဘတွေကကြောက်နေစေဖြစ်ပြီးဆရာမတွေကလည်းစိတ်တန်ရာရကကျောင်းသားတွေကလုံခြုံတယ်လို့ပြန်ခန်းစားရဖို့အတွက်အခုချိန်မှာဆက်ပြီးစ조사နေကြရပါရီတနာစရာကောင်းတဲ့ရပ်ပင်ရှူရမြတ်နောက်ဆုံးနေ့ကတခြားနေ့ဝေလိုပဲစတင်ခဲ့တာပါသူအိယာကနိုးကျောင်းသွားပြင်ဆင်ပြီးတော့ဆိုင်ပွဲဖြေခဲ့ပါရီအိမ်သာသွားဖို့ခွင့်တောင်းခဲ့ပါရီဒါကနေ့စဉ်လုပ်နေကြပုံမှန်အရာတစ်ခုပါဒါပေမဲ့ဘယ်တော့မှပြန်မလာနိုင်ခဲ့ပါဘူးအကြမ်းဖက်မှုကမမျှော်လင့်ထားတဲ့နေရာတွေကနေလာနိုင်ပါရီdigital ကဘာမှာလူငယ်တွေရဲ့စိတ်တွေကိုကြောက်စရာကောင်းလောက်အောင်ဖျက်ဆီးပြစ်နိုင်ပါရီကလေးတွေကိုကာကွယ်ပေးရမယ့်နေရာဖြစ်တဲ့ကျောင်းတွေကိုတော့မှဒီအဖြစ်ဆိုးကနေကင်းလို့ရှင်မရှိပါဘူးဒါကြောင့်ကျွန်တော်တို့ Q site ရှင်စာနာနားလည်ပေးရှင်တဲ့တကယ်တမ်းလှုပ်ဆောင်ရှင်ရဲ့အရေးကြီးပုံကိုပို့ပြီးပြောဆိုတင်ပါရီ
ဒါကဒီကနေ့အမှုရဲ့အဆုံးသတ်ပဲဖြစ်ပါတယ်ကြည့်ရှုရပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ